ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာနော်312လ2025ဗုဒ္ဓနေ့ဒီကုံတော့လုံးမိုက်ပတိနဲ့မေယောတေဘတ်နော်လာရောက်မျှဝေတင်ပေးခြင်းဖြစ်ပါတယ်ဗျနော်ကျွန်တော်ဘက်ကနေပြီးတော့နော်ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့နော်လုံးမိုက်ပတိနဲ့မေယောတေဘတ်ကိုကျွန်တော်ဘက်ကချွတ်ပြပါမယ်ကျွန်တော်ဘက်ကနေယူချက်ပေးပါမယ်နော်ဟုတ်ကဲ့ကိုဒီမားတွေအားလုံးပဲမင်္ဂလာပါခင်ဗျာနော်ဒါကျွန်တော်ရဲ့တူရီဦးအောင် official တူရီလက်ကြီးအောင် official တူရီရွှေလက်ကြီး official တူရီ master အောင် official YouTube channel ကနေပြီးတော့အကိုဒီမားတွေအားလုံးကိုကြိုဆိုလိုက်ပါတယ်ခင်ဗျာနော် channel ကို subscribe မလုပ်ရသေးတဲ့အကိုဒီမားတွေအားလုံးက channel ကို subscribe လုပ်နေပြီပါ channel ကို subscribe လုပ်ပြီးတဲ့အကိုဒီမားတွေအားလုံးကနော် notification ခေါင်းကောင်းလေးကိုဖွင့်ထားဖို့မမေ့ကြပါနဲ့ဗျာနော် notification ခေါင်းကောင်းလေးကိုဖွင့်ထားမှသာလျှင်ကျွန်တော်တူရီနဲ့ပတ်သက်ပြီးတော့တင်သမျှဗီဒီယိုတွေကိုကိုဒီမားတွေအားလုံးဘက်ကနေပြီးတော့အမြဲတမ်းမြင်ရမယ်တွေ့ရမယ်ဖြစ်ပါတယ်เนาะ channel ကို subscribe လုပ်ပြီးတဲ့အကူဒီမားတွေအားလုံးကလည်းကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုเนาะတူနေတဲ့သက်ဆိုင်နဲ့ပတ်သက်ရပတ်သက်ကြောင်းဂရုလေးတွေမှာ share လို့ရတဲ့နေရာမျိုးလေးတွေမှာ share ပြီးမှကြည့်ပေးပါမျှဝေလို့ရတဲ့နေရာလေးတွေမှာမျှဝေပေးပါเนาะကိုတူးမြင့်တူးပေါက်တာတဲ့အများကြီးများပေါက်အောင်ပေါ့เนาะအဲ့အတွက်เนาะ share လို့ရတဲ့နေရာလေးတွေမှာ share ပြီးမှကြည့်ပေးပါမျှဝေလို့ရတဲ့နေရာလေးတွေမှာမျှဝေပြီးတော့မှကြည့်ပေးပါเนาะအဲ့အတွက်ကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုเนาะ like လက်မလေးတွေမနှိပ်ရသေးတဲ့အခုဒီမားတွေအားလုံးကတူတူတယောက်ကျန် like လက်မလေးတွေတယောက်တစ်ချက်ဒီဝမ်းမှုပြီးတော့နှိပ်ပြီးသွားခဲ့ပါเนาะကျွန်တော်ရဲ့အခုဒီဗီဒီယိုရဲ့ comment မှာလည်းတူတူတယောက်မကျန်ဝမ်းမှုပြီးတော့เนาะမင်္ဂလာပါသုံးဖို့ okay ဆိုပြီးတော့မှန်းပေးပါเนาะကဲအဲ့အတွက်အခုဒီမားတွေအားလုံးအတွက်ကိုเนาะဒါကျွန်တော်ရဲ့ဒါ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel နဲ့မိတ်ဆက်ပေးခြင်းပါတယ်ခင်ဗျာเนาะကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel မှာဆိုရင်เนาะကျွန်တော်တို့ဒါနေ့တိုင်းဆိုရင်လည်းကျွန်တော်တို့ဒါပုံမှန်တိုင်းเนาะကျွန်တော်ဘက်ကနေပြီးဒါတင်ပေးလေးရှိတယ်เนาะဒါကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel မှာဆိုရင်တော့ကျွန်တော်ဘက်ကနေပြီးတော့ဒါအနီးကပ်တင်တာလေးများတယ်เนาะဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဏ္ဍမျှဝေတင်ပေးရတာကကျွန်တော်တို့ YouTube ဆိုတာကကျွန်တော်တို့ဗီဒီယိုရရတယ်ကျွန်တော်တို့အချိန်ပေးရတယ်เนาะကျွန်တော်တို့ဒါ Telegram ကြတော့ကျွန်တော်တို့ Viber တို့เนาะ Viber ကြတော့ကျွန်တော်တို့အများကြီးကျွန်တော်တို့အချိန်အများကြီးပေးရမလို့ကိုဒီမားတွေအားလုံးမကနေတဲ့အချိန်မကုန်เนาะကျွန်တော်ရဲ့အခုဒီဗီဒီယိုကြည့်မယ်ဆိုရင်တော့ကိုဒီမားတွေအားလုံးမကနေပြီးအနည်းဆုံး9မိနစ်ကနေ10မိနစ်လောက်ထိကိုဒီမားတွေအားလုံးပဲကြည့်ရတယ်ပေါ့နော်ဒါကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel မှာဆိုရင်ကိုဒီမားတွေအားလုံးပဲအချိန်နဲ့အလောက်ထိပေးရမလို့အချိန်နဲ့မကုန်ဘူးပေါ့ဗျာเนาะပြောချင်တာเนาะအချိန်နဲ့မကုန်ဘူးပေါ့အဲဒီအတွက်ကိုဒီမားတွေအားလုံးကိုကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကိုเนาะတူတယောက်ညာအားလုံးကို join ထားသိနေပါတယ်เนาะကျွန်တော်ရဲ့ Telegram channel link နဲ့ကျွန်တော်ရဲ့ Viber channel link ကိုကျွန်တော်ရဲ့အခုဒီ video ရဲ့เนาะ comment အပေါ်ဆုံးမှာကျွန်တော်ရဲ့ Telegram channel link နဲ့ကျွန်တော်ရဲ့ Viber channel link ကိုပေးထားပါမယ်เนาะ Telegram သုံးတဲ့ကိုဒီမားတွေအားလုံးက Telegram channel join တာ Viber သုံးတဲ့ကိုဒီမားတွေအားလုံးက Viber channel join တာเนาะကဲအဲ့အတွက်เนาะအကူဒီအမားတွေအားလုံးအတွက်လာပြီเนาะ312လ2025ဗုဒ္ဓနေ့နေကုန်အတွက်လုံးမိုင်ပတိနဲ့မယုံတွေပြောပြပါမယ်เนาะနှစ်လုံးမိုင်ပတိနဲ့ခွန်လုံးမိုင်ပတိဖြစ်ပါတယ်เนาะနှစ်နဲ့ပတ်သက်တဲ့မယုံတွေပြောပြမယ်နှစ်1 sorry 20နှစ်1နှစ်6နှစ်8နှစ်9เนาะခွန်နဲ့ပတ်သက်တဲ့မယုံတွေပြောပြပါမယ်80ခွန်1ခွန်6ခွန်8ခွန်9เนาะအဲ့ဒါက312လ2025ဗုဒ္ဓနေ့နေကုန်အတွက်လုံးဝပတိနဲ့မေယောတင်မှာဖြစ်ပါတယ်เนาะကဲအဲ့ဒီအတွက်ကျွန်တော်အကြိုက်ဆုံးကျွန်တော်ရဲ့ choice ပေါ့နော်ကျွန်တော်ရဲ့အကြိုက်ဆုံးရွေးချယ်မှုเนาะကျွန်တော်ပြောပေးမယ်เนาะနှစ်လုံးမိုင်ပတိဖြစ်ပါတယ်เนาะနှစ်နဲ့ပတ်သက်တဲ့မေယောတင်ကိုပြောပေးမယ်20နှစ်1နှစ်6နှစ်8နှစ်9เนาะအဲ့ဒါလေးဒါကျွန်တော်ရဲ့အကြိုက်ဆုံး choice ဖြစ်တယ်ကျွန်တော်ရဲ့အကြိုက်ဆုံးရွေးချယ်မှုဖြစ်တယ်เนาะအဲ့အတွက်အကိုဒီမားတွေအားလုံးကကျွန်တော်ရဲ့အကြိုက်နဲ့အကြိုက်တူတယ်ဆိုရင်တော့ဒါကျွန်တော်အခု choice ပေးထားတယ်ကျွန်တော်ရွေးချယ်ပေးထားတဲ့ဟာကိုပူပူတတလေးတင်ပြီးတော့เนาะလုပ်ပါဒါမှမဟုတ်ဘူးကိုဒီမားတွေအားလုံးကเนาะခွန်လုံးဝိုင်ပတိနဲ့ခွန်နဲ့ပတ်သက်တဲ့မရောတစ်ခုကြိုက်တယ်ဆိုလေဒါခွန်နဲ့ပတ်သက်တာကိုဆော့ပါเนาะလုပ်ပါเนาะအဲ့ဒါလေးပြောချင်ပါတယ်အဲ့အတွက်ကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုအစားကနေစုံပြီးတည်ချာလေးပြီးဆုံးအောင်ကြည့်ပြီးတဲ့အခုဒီမှာတယောက်ဖြစ်နိုင်မယ်စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့အားလုံးပဲပြည့်စုံကြပါစေ
နော်လိုအပ်နေတော့လူနေတော့အခက်အခဲတွေအားလုံးပဲအဆင်ပြေကြပါသည်ခင်ဗျာနော်စီးပွားရေးလူကြီးကျမ်းပါကြီးနော်စသရရအားလုံးပဲအဆင်ပြေကြပါသည်လို့ကိုယ်မတွေအားလုံးကိုကျွန်တော်ကနေပြီးတော့ဆုတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်ခင်ဗျာနော်ကိုယ်မတွေအားလုံးပဲဘိုင်ဘိုင်ပါ